ဒီမှာတာဝန်ယူတာ9နှစ်ရှိပြီ ရှင်9နှစ်ရှိပါရှင် ဒီမှာကဲအားလုံးမင်္ဂလာပါဒါကတော့ Hope Cleaning Service မှာရှိတဲ့ပေါ့နော်တီလဝါအဖွဲ့သားလေးတွေပါပေါ့နော်ဒါကတော့ MIC စက်ရုံမှာတာဝန်ယူပြီးတော့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒါကတော့ဒီ MI ကျမတို့ Hope Cleaning Service ကနေပြီးတော့ပေါ့နော်တီလဝါစက်မှုဆောင်မှာရှိတဲ့ MIC စက်ရုံမှာတာဝန်ယူပေးနေတဲ့အဖွဲ့သားတွေဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့ရဲ့ခေါင်းဆောင်မဖြူဖြစ်ပါတယ် ပြပါရှင်မင်္ဂလာပါကျမနာမည်မဖြူဖြူဆန်းဖြစ်ပါတယ်ရှင် မဖြူဖြူဆန်းဖြစ်ပါတယ်ပေါ့နော် Okay ဒီမှာတာဝန်ယူတာ9နှစ်ရှိပြီ ရှင်9နှစ်ရှိပါရှင် ဒီမှာပဲ ဟုတ်အစဝင်တဲ့ကွာလုံးလောက်တာပါရှင်အခုဆိုရင်ပေါ့နော်9နှစ်ထဲကိုရောက်နေပါပြီရှင် Okay ဦးလေးရောအသက်ဘယ်လောက်ရှိပြီလဲ 50ပါအသက်50ပေါ့နော်ဦးလေးအလုံးလောက်တာရောအဆင်ပြေလားခေါင်းဆောင်အနေနဲ့ စင်ပြေပါတယ်ရှင်အခုဒီမှာပေါ့နော်အသက်ကြီးရဲ့လူတွေလည်းပေါ့နော်လောက်ကင်မှုအခွင့်အရေးရှိပါတယ်ရှင်အခုဦးလေးဆိုလို့ရှင်ပေါ့နော်3နှစ်နီးပါးရှိနေပါပြီရှင်3နှစ်နီးပါးရှိနေပါပြီတောင်ယူထားတဲ့အလုပ်တွေလည်းများပါတယ်အဲဆို50နှစ်ဆိုတာကတော့တော်တော်လေးအလုံးလုံးနိုင်တဲ့အရွယ်ပေါ့နော်ရိတ်တဲ့ဘိုင်းမှာလည်းတာဝန်ယူတယ်ပြီးရင်အခြားတက်ရှိဘိုင်းမှာလည်းတာဝန်ယူပြီးတော့ဆောင်ရွက်ပေးနေပါတယ်ဒီမှာလောက်ရတာရင်ပြပန်းလား မပြေမှန်းပါဘူး နိုင်တယ်ပေါ့ ဟုတ်ကဲ့နိုင်ပါလေ နိုင်တယ် ကိုဖွဲ့သားနဲ့လောက်ရတာပြောပါတယ် ဟုတ်ကဲ့ပါရှင်အလုပ်လုပ်ရတယ်လည်းပြောတယ်ပေါ့နော်ဘယ်လိုပြောလဲကိုအလုပ်အားတစ်ခုကိုလည်းအိမ်အတွက်ကောဒီကိုအတွက်ရောเนาะစိုက်ထုတ်ချင်နေရပါတော့အဲကြောင့်မို့တက်ကြီးရွယ်ဦးတွေလည်းအလုပ်ခွင့်လန်းတစ်ခုအနေနဲ့ကြိုးဆိုပါလေဒါတော့ဝန်နာမကြသေးဘူးဘယ်လောက်ကြာလဲ6လစီပြီပေါ့ဒီမှာလုံးလုံးရအဆင်ပြေလားအဆင်မပြေတာမရှိလဲ ရှိပါ မရှိဘူးဒါလုံးလုံးရပြင်မလား ပြင်မဲတယ်လို့လည်းမဟုတ်ပါဘူးလို့ကိုမိသားစုလိုဖြစ်နေတော့လေအဆင်ပြေတယ်ပျော်လဲပျော်တယ် ပြောရတယ်ပေါ့နော်โอเคဟုတ်ကြိုးဆိုပါတယ်နော်ဒါကြတော့ကျွန်တော်တို့ဝန်ထမ်းဟောင်းအရင်အကူရတဲ့ကိုတောက်ကြီးရှိပါတယ် ဟုတ်ကဲ့ပါမင်္ဂလာပါ မင်္ဂလာပါ တက်က30နှစ်ရှိပါပြီ 30နှစ်အရွယ်ကောင်းလေးတွေလည်းကြိုဆိုတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့သူဘယ်လိုမှလဲဥဆောင်နိုင်တယ်ဆိုလို့ရှိရင်လည်းဥဆောင်နိုင်တဲ့ယာထုပြီးရင်တာဝန်ယူနိုင်တယ်ဆိုလည်းတာဝန်ယူနိုင်တဲ့ယာထုပေါ့နော်သူအစင်းစင်းနဲ့တာဝန်ခွဲဝေထားပြီးတဲ့အတွက်ကြောင့်မို့ဒီအတက်ရွယ်ငယ်တဲ့ဘိုင်းရောကြီးတဲ့ဘိုင်းရောဒီမှာလာလုပ်တယ်ဆိုလို့ရှိရင်တော့နေထွေးစွာကြိုဆိုတယ်အသက်ပညာပိုင်းအသိပညာပိုင်းပေါ့နော်တန်းရှင်းတဲ့ပတ်သက်တာမှန်တယ်မြပေါ့နော်ဒီမှာဘာမှမတက်ရင်လည်းတင်ကြားပြီးတဲ့အတွက်ကြောင့်မို့ပေါ့နော်လာရောက်ပြီးတော့ကျမတို့နဲ့ပူပေါင်းဆောင်ရွက်နိုင်ပါတယ်ဖွဲ့သားကြီးကျေးဇူးတင်ပါတယ် အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စ조사ချင်သူတိုင်းအတွက်အခွင့်အရေးရှိရဲ့ဟုတ်တယ်ရှိပါအလုံးလို့ရင်ဟုတ်ရှိရဲ့နော်